Hello အနွေပါရှင်ဒီနေ့တော့တွင်ကေဆောင်တိုက်ကနေလက်ဆောင်ရထားတဲ့ဆောင်းလေးတွေကို unboxing လုပ်ပေးမယ်နော် unboxing ကတသိကြုံလောက်ကြာလာတာတော့ခါတည်းဖြစ်တဲ့ဟာလို့ပြောရမယ်ပထမဆုံးဆောင်းလေးကကြတော့အသက်တည်သေးရပေါ့နော်အဲ့ဒီဟာလေးကတွင်ကေမှာကထုတ်ထားတာအရင်ကထုတ်ထားတဲ့ဆောင်းလေးပေါ့နော်အဲ့ဒါလေးပါပထမတစ်အုပ်ကဒုတိယတစ်အုပ်ကကြတော့အတိတ်တို့ခရီးတစ်ခေါက်ဆိုတဲ့ဆောင်းလေးပါအဲ့ဒါကခုရက်ကထပ်ထုတ်ထားရပေါ့နော်နောက်တစ်အုပ်ကကြတော့ကိုရဲ့သွေးကြောလေးဆိုရင်နော်မဆောင်းလေးပါနောက်တစ်အုပ်ကကြတော့ချစ်ရပါတော့ခင်မောအောင်ဆိုရင်နော်မဆောင်းလေးပါဒါလေးရတော့နောက်ဆုံးပဲအင်းနဲ့လွဲဆိုသလိုပဲခိုရက်ကမှထွက်ထားတဲ့မြင်းသဘောပါမောင်တလျာဆိုရဲဆောင်းလေးရဲ့ဒုတိယထုတ်လေးပေါ့နော်ပုံလေးမှာမြင်တဲ့အတိုင်းပဲကက်ကလေးကတုံးကပ်ပါပါတယ်ဆောင်းလေးဆိုလို့ရှိရင်လေစုံဣနေပြီးတော့အထင်းကအင်တာအားလေးဆိုတာလေလှပါတယ်ဒီမှာကတော့ပေါင်တာနေပြီးအထင်းနဲ့ဘုံမက်လေးချန်နေကြတာပေါ့နော်ဘုံမက်လေးတော့ဒီမှာမပါပါဘူးရှင်ဆောင်းလေးကတော့စူပြီးတော့တော်တော်လေးလှပါတယ်ဒီနေ့အမောက်စိလုပ်ပြပေးသွားတဲ့ဆောင်းကလေးတွေကတော်တော်များများကတော့ drink game မှာအနေငယ်ရှိနေတယ်ပေါ့နော်လူချင်းနဲ့ဆိုရင်တော့ page မှာတားပေးမှလို့ရပါတယ်ရှင်ကတော့အပေါင်းစင်းလုပ်ပြတာလေးကဒီလောက်ပါပဲเนาะစောင်းတင်လက်ဆောင်ပြည့်တဲ့ဖောင်တော်မောင်လေးကျေးဇူးများကြီးတင်ပါတယ်ရှင်